Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်လှုပ်ရှားဖြစ်တဲ့အရန်လက်ကူတဲ့နေတူငါ6လေးတွေကိုကြော်ပြီးတော့တုတ်တာလေးလုပ်ပြမှာဖြစ်ပါတယ်ပထမတော့ငါ6ကိုရည်ဆေးပြီးတော့ဒီလိုကြော်လိုက်မှာဖြစ်ပါတယ်စီဘူးနဲ့ကြော်ရမှာဖြစ်ပါတယ်ငါ6လေးတွေကြော်လာပြီးဆိုရင်တော့ကျွန်တော်တို့จิตတော်ဖြူจิตတော်နေငယ်ဒီဆိုပပလေးသားလေးတွေကိုအိုးထဲထည့်ပြီးတော့စီတတ်ပါမယ်အဲ့ဒီစီကတော့ဒီငါကြော်တဲ့စီကိုကျွန်တော်နည်းနည်းပြန်သုံးထားတာပါအဲ့လိုမျိုးကြော်ပြီးတော့နည်းနည်းလေးမွေးလာပြီဆိုရင်တော့အချို့မုတ်ထည့်ပါမယ်ပြီးရင်ငံပြာရည်လေးနဲ့ထည့်ပါမယ်ဒီနေရာမှာအချိန်ကြက်တဲ့လူတွေကြတော့တံမြာတိထည့်လို့ရတယ်မကြီးထည့်လို့ရပါတယ်ကျွန်တော်တော့မထည့်တော့ပါဘူးနောက်ပြီးတော့ကြော်ရတဲ့ငါ6လေးထည့်ပြီးတော့အိုးထဲမှာပဲပြန်ပြီးတော့ပြန်ကြော်တာပေါ့နော်မီးကိုမကျန်းရဘူးမီးအေးလေးနဲ့ကြော်မှာဖြစ်ပါတယ်ကဲဒီလိုဆိုရင်စားလို့ရပါပြီခင်ဗျာဟိုလိုမျိုးจิตတုံကိုအရင်ကြောအောင်ကြော်တဲ့ပုံစံမဟုတ်ပါဘူးဒီလိုဆိုထွန်းတိုင်းလေးပုံစံလေးကြော်စားတာဖြစ်ပါတယ်အရန်စားလို့ကောင်းပါတယ်ကြော်စားကြည့်ပါဒီလိုဘာလာချာကြော်တာကြော်စားတာယူနေတဲ့သူတွေအတွက်ဒီလိုနီးလေးနဲ့ကြော်စားကြည့်ပါကြာရှည်တော့မခံပါဘူးခင်ဗျာပျော့သွားပါတယ်ကြော်ပြီးတာနဲ့တခါတည်းစားရင်ပိုပြီးအဆင်ပြေပါတယ်ကဲလှုပ်စားကြည့်လိုက်ပါခင်ဗျာအရန်လွယ်ကူတယ်စားရန်ကောင်းတယ်သမင်းမိတ်စီရပါမယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်